မင်္ဂလာပါ2026ခုနှစ်မေလ9ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရတဲ့နေ့ကိုစတင်ဆက်ပေးပါတော့မယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ထိုင်းကြီးစားတွေနဲ့နိုင်ငံခြားကြီးစားတွေကိုသက်မတော်မှရှင်းလင်းနေတဲ့ဆိုတဲ့သတင်းဒီစဉ်ကတော့ကရင်ပြည်နယ်ဝေါ်လီပချမ်းကိုလာရောက်တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ ANU PDF နဲ့ကြီးစားအင်အားစုစုပေါင်း900ကျော်ဟာပြည်တဲလေရွာထဲမှာအင်အားပြန်လည်စုနေတယ်လို့တက်မတော်မှသတင်းရရှိခဲ့တာကြောင့်အကြမ်းဖက်တပုံများရှိရာနေရာကိုတက်မတော်မှလှုပ်ထားတဲ့အစမ်းသုံးလေးကြည့်ရေးပုံဒီဖြစ်တဲ့ဂလိုက်ပုံးကိုစတင်စမ်းသက်အသုံးပြုခဲ့တယ်လို့သိရပါတယ်ဒီပုံးရဲ့ပောက်ကွဲမှုကတော့ကြားရောက်ရာနေရာမှာဂိတ်300အတွင်းမိသည့်အဆောက်အဦကိုမဆိုမီးလောင်စေတဲ့အပြင်ဘုံစာများထိမှန်ခံရရင်လည်းနေရာမှာပဲဘဝကူးပြောင်းသွားတယ်လို့သိရပါတယ်ဒီဘုံကိုတော့2026ခုနှစ်မေလ4ရက်နေ့ကကရင်ပြည်နယ်မှာရှိတဲ့ဟောလီအကျန်းဖတ်တပုံများအင်အားစုစခန်းချရာနေရာဖြစ်တဲ့ဤတဲလေရွာကိုဘုံအလုံးရင်8လုံးနဲ့စမ်းသက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်မှာ ANU PDF နဲ့အကျန်းဖတ်ထိုင်းကြီးစားအဖွဲ့တွေဟာအကြဆုံးများစွာနဲ့စုပ်ခွာထွက်ပြေးသွားခဲ့ကြပါတယ်အလားတူပဲအကျန်းဖက်အားပေးပြီးအကျန်းဖက်နဲ့အတူရှိနေတဲ့ကရင်လူငယ်တော်တော်များများဟာလည်းအကြဆုံးရှိနေတယ်လို့သိရှိထားရပါတယ်ခင်ဗျာ။နိုင်ငံရရှိသူ100ကျော်ကိုလည်းထိုင်းဘက်မှာရှိတဲ့မဲဆောက်ဆေးရုံကိုအရေးပေါ်လူနာအဖြစ်ပို့ဆောင်ပေးနေရတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကသိရပါတယ်။ထိုင်းဘက်ကတော့အရင်လိုစစ်ကားတွေနဲ့လာကြိုတာတွေမလုပ်တော့ပြီးမဲ့ဆေးရုံကားတွေနဲ့ဒဏ်ရာရတဲ့ထိုင်းကြီးစားတွေကိုတော့လာတည်နေတယ်လို့သိရပါတယ်။ဒီထဲမှာဗမာလူငယ် PDF တွေကိုတော့ဆေးရုံကားနဲ့မပို့ပေးတော့ပဲဖြစ်တယ်လို့ကြုံရနဲ့ပို့ဆောင်ပေးနေရတာကြောင့်တချို့ဆိုရင်သွေးထွက်လွန်ပြီးအသက်ဆုံးရှုံးတာကိုမြင်ခဲ့ရတဲ့မျက်မြင်သက်သေတဦးရဲ့ပြောကြားချက်အရသိရပါတယ်။အခုဆိုရင်ဟောလီမှာတိုက်ခိုက်နေတဲ့အကြမ်းဖက်ဦးပေါင်းဖွဲ့တွေမှာခေါင်းဆောင်ပိုင်းတွေကတော့ထိုင်းဘက်ကနေပြီးညွှန်ကြားပေးနေတာမျိုးကိုပဲလှုပ်ဆောင်နေတယ်လို့ထပ်မံသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုထပ်ပြီးတော့တင်ဆက်ပေးရှင်ပါတယ်ဒါကတော့တရားပြည်နယ်အတွင်းမှာရှိတဲ့ခမရောချယ်နဲ့တိတ်မွေးလာတဲ့တမတော်ရဲ့စခန်းကုန်းကိုတရား PDF များနဲ့ဗမာ PDF များစုစုပေါင်းအင်အား100ကျော်ဟာတမတော်ရဲ့စခန်းကုန်းကိုဘိုင်းဝန်းတိုက်ခိုက်နေတယ်လို့သိရပါတယ်တမတော်သားတွေနဲ့အပြန်အလှန်ထိတွေ့မှုရှိနေတယ်လို့တမတော်သားတဦးလည်းကြာဆုံးသွားခဲ့ရတယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော့ထိတွေ့မှုတွေပြင်းထန်နေစေမှုပြည်သူများတွာလာရလမ်းကြောင်းကိုတပ်မတော်မှပိတ်ထားဆဲဖြစ်ပြီးအကြမ်းဖက်တွေရဲ့ထောက်ပို့လမ်းတွေကိုလည်းပိတ်ဆို့ထားနိုင်ပြီလို့သိရပါတယ်။အကြမ်းဖက်တွေအနေနဲ့ထောက်ပို့မရနိုင်တာကြောင့်အချိန်တိုအတွင်းမှာဆုတ်ခွာသွားနိုင်လို့သိထားရသလိုလေကြောင်းမှလည်းစတင်ကင်းထောက်ပေးမှုတွေရှိလာပြီဖြစ်တာကြောင့်မကြာခင်အချိန်ပိုင်းအတွင်းမှာအကြောင်းစုံထပ်မံသိရှိလာနိုင်ပါတယ်ခင်ဗျာ။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အမေဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးဒါကတော့ဘာမှမသိနားမလည်သေးတဲ့ကလေးတင်ငယ်တွေကိုနိုင်ငံရေးမှိုင်းတိုက်ပြီးအသုံးချနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရှင်ပါတယ်ဒါကတော့ဖလန်းမြို့မှာရှိတဲ့ရေအားလျှက်စစ်စက်ရုံအနီးကိုတပ်မတော်မှလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းဒီစဉ်ကတော့2026ခုနှစ်မေလ4ရက်နေ့ကရှင်းပြည်နယ်အတွင်းမှာရှိတဲ့အဓိကလျှက်စစ်တအားထုတ်လုပ်ပေးနေတဲ့ဖလန်းမြို့နယ်ရှိလိုင်ဘာရေအားလျှက်စစ်စက်ရုံဝန်းကျင်ကိုတပ်မတော်ကမွန်းလွဲပိုင်းမှာလေကြောင်းရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်းပြည်နယ်နယ်မြေစုမှုရေးဆောင်ရွက်နေတဲ့တပ်မတော်စစ်ကြောင်းဟာလန်ဟာခါလန်ပိုင်းမှာရှိတဲ့တားကြီးရွာအနီးကိုရောက်မှာပဲရှင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ပြီးတိုက်ပွဲပြင်းထန်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာရှင်းလက်နက်ကိုင်အဖွဲ့တွေဟာအကြဆုံးများတာကြောင့်လိုင်ဘာရီအဲလီစစ်စက်ရုံဘက်ကိုဖျက်ပြေးသွားခဲ့ပါတယ်တမတော်ဘက်မှလည်းဒီအဲလီစစ်စက်ရုံကိုကာကွယ်နိုင်ဖို့အတွက်လေကြောင်းကူညီနဲ့ရှင်းလက်နက်ကိုင်တွေခူအောင်ရာနေရာကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာမြန်မာတပ်မတော်သား2ဦးကြာဆုံးသွားခဲ့ရတယ်လို့အကြမ်းဖက်ရှင်းလက်နက်ကိုင်တွေရဲ့အလောင်း23လောင်းနဲ့လက်နက်ခဲယမ်းများကိုလည်းအင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ထို့အတူပဲ AB လ18ရက်နေ့မှာလည်း
ကျန်းဖတ်ရှင်းလက်နက်ကိုင်တွေစခန်းချရာကလန်ဆဲကြေးရွာကိုလည်းတက်မတော်မှရှင်းလင်းခဲ့တာကြောင့်အကျန်းဖက်များရဲ့နေအိမ်တချို့ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူမင်းတပ်ဘက်မှလည်းတက်မတော်မှဒေချောင်းကင်းထောက်မှုတွေစက်တိုက်ဆောင်ရွက်နေသလိုလိုအပ်ရင်လိုအပ်သလိုရှေမိုးမှုတွေစက်တိုက်လှုပ်ဆောင်နေပါတယ်။မေလ4ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာလည်းတောက်ထုနဲ့မင်းတပ်မှာခံစစ်ပြင်နေတဲ့အကျန်းဖက်ရှင်းလက်နက်ကိုင်နဲ့ဗမာ PDF များကိုတက်မတော်မှာဝိုင်တွဲနဲ့ရှင်းလင်းခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မြင်းကြံခရိုင်တောင်သာမြို့နယ်မှာတန်ခါပါမချောင်ဖြတ်နေတဲ့တောင်သာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့မြင်းကြံခရိုင်အမှတ်3တပ်ရင်းကမင်းသားကြီးစစ်ကြောင်းအဖွဲ့ကိုတက်မတော်နဲ့ပြည်သူစစ်မှရှင်းလင်းနိုင်ခဲ့တဲ့ဆိုတဲ့သတင်းဒီစဉ်ကတော့မေလ4ရက်နေ့နနက်9:00နာရီအချိန်မှာတောင်သာမြို့နယ်တန်ဖိုရွာမှကြီးရွာအနီးမှာရှိတဲ့တမတော်စစ်ကြောင်းနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်ရှုဟာလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်တောင်သာ PDF တွေရဲ့ခိုးဆိုးလူရက်ပြတ်မှုကိုရင်စည်းခံနေရတဲ့ပြည်သူတွေဟာတောင်သာတရင် PDF တွေကပိုးဝီးမော်တော်ယာဉ်နဲ့ရွှေစီစီကြီးရွာဘက်ကနေတန်ဖိုရွာမဘက်ကိုမောင်းနှင်လာတယ်လို့တိကျကျသတင်းပေးတာကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကင်းပုံးဝစ်ပြီးပေါင်ချိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားမှုဖြစ်ခဲ့ပါတယ်။ဒီတွေ့မှုအပြီးမှာတော့တောင်သာ PDF အလောင်း10လောင်းအပြင် MA1 3လက် MA3 တစ်လက်တိုက်81တစ်လက် BA63 တစ်လက် BA100 တစ်လက်60မမ BA100 ဘုံဒီ9လုံးလက်ပစ်ဘုံ3လုံးကြီးကာအိုးထုတ်9လုံးကြီးကာအင်ဂျီ9ထဲကြီးပေါမျိုးစုံ10ပေါင်းနဲ့ဖိုးဝီမော်တော်ကားတစ်စီးကိုသိမ်းပိုက်ရရှိခဲ့ရလို့သိရပါတယ်။ကျန်းဖက် PDF တွေရဲ့အလောင်းကိုတော့သူတို့စီးလာတဲ့ဖိုးဝီမော်တော်ယာဉ်နဲ့အတူကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ကဲဒီမှာကြည့်ကြပါဦးလို့ကိုချင်းစာတရားမရှိတဲ့လူတွေကမီးချိုးတာပဲကင်းနေပါတော့မှာပါလို့ပဲကင်းနေရတော့ဒီမှာပါသွားပြီပဲတဲ့တင်းဟိုသိန်းကျော်ရောင်းရတာလို့ကျောင်းမှာတဲ့လူတွေကရှို့တော့လေဒီမှာကြည့်ပါအောင်ကျတို့တောင်းသူတွေကိုချင်းစာစိတ်တွေမရှိကြဘူးလို့ဟာမပဲကင်းရတော့ပါပြီတော့ပဲတွေကအများကြီးကူမစားခုတ်တာလို့မရလောက်သွားပြီတဲ့ပဲကင်းတွေပါသွားပါပြီလို့အမပဲကင်းတွေမရတော့ပါဘူးလို့အကုန်ပါသွားပြီလို့ဒီကနေ့အတွက်သတင်းတွေကိုတော့တင်ဆက်လုပ်ပြပါပြီခင်ဗျာမြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာတာမူကြပါစေခင်ဗျာ